ကျွန်တော်မြန်မာနိုင်ငံမန္တလေးမြို့မှာနေပါတယ်ဒီထိုင်းနိုင်ငံကိုလာခဲ့ရတဲ့အကြောင်းအရာတော့ကျွန်တော်ဆေးစစ်ချက်အရာကျွန်တော်မှာနှလုံးသွေးကြောကျဉ်နေတဲ့ယောဂနဲ့ဒီ CJ PSA များနေတယ်ဆိုတာကိုသိရတဲ့အကြောင်းကိုကျွန်တော်ဒီထိုင်းနိုင်ငံဒီဘန်ကောက်ဆေးရုံကြီးကိုလာခဲ့ရတာကျွန်တော်ဗမာပြည်မှာအိမ်မှာနေတော့ပေါ့လေကျွန်တော်နေ့တိုင်းကျွန်တော်နေ့စဉ်မပြတ်ကျွန်တော်လမ်းလျှောက်ပါတယ်တရက်ကြတော့အဲ့ဖေဖော်ဝါရီလဇန်မိုင်းလောက်ပေါ့လေအဲ့မှာကျွန်တော်အိမ်ကနေထွက်သွားပြီးတော့မှ10မိနစ်လောက်နေတော့ဒီရင်ပတ်နဲ့နောက်ကျောရည်ဒီလက်ရည်ကတင်းလာပြီးတော့မှနားတယ်လို့ကျွန်တော်ခံစားရတယ်အဲ့လမ်းလျှောက်သွားပြီးတော့အဲ့ဒီလိုခံစားပြီးနောက်10မိနစ်လောက်နေလို့ချင်းသူ့ဟာသူပျောက်သွားတယ်ပျောက်သွားတော့ကျွန်တော်ဆက်လျှောက်ပါတယ်ကျွန်တော်လျှောက်တာအချိန်ဘယ်လောက်ကြာလဲဆိုတော့ကျွန်တော်တရက်ကိုတနာရီခွဲအဲ့လောက်ကြာပါတယ်ဒါနဲ့ကျွန်တော်နောက်တရက်ကိုအဲ့ဒီဆေးကမ်းသွားပြီးတော့မှmedical check up လုပ်ပါတယ်သွေးတွေပါလည်းစစ်တယ်စစ်ပြီးနောက်သွေးအဖြေကိုရတဲ့အခါကျတော့ကျွန်တော်ဆရာဝန်နဲ့သွားတွေ့တယ်လေဆရာဝန်နဲ့သွားတွေ့တော့ဆရာဝန်ကပြောတယ်အန်ကဲရှူမှာဒီနှလုံးသွေးကြောကျဉ်းတဲ့လက္ခဏာနဲ့ CJ က PSA များနေတာတွေ့ရတယ်တဲ့နောက်ပြီးဒီနှလုံးသွေးကြောကျဉ်းတဲ့ဟာလည်းအရေးကြီးတယ်တဲ့အန်ကဲအနေနဲ့အများဆုံးကုသနိုင်ရင်တော့ကောင်းတယ်ဒီ PSA ကလည်းတော်တော်များနေပေါ့စိုးရင်ရတဲ့အခြေအနေမှာရောက်နေတဲ့အတွက်ကြောင့်မို့အများဆုံးကုသပါလို့ကျွန်တော်ပြောတယ်ဒီဘန်ကောက်ဆေးရုံကိုမလာခင်ကျွန်တော်ဗမာပြည်မှာတခြားကုသမှုခံခဲ့တာမရှိပါဘူးကျွန်တော်အဲ့သွေးစစ်တာရဲ့ဒီ medical check up လုပ်တာရဲ့ဒီလောက်ပဲရှိပါတယ်အဲ့ဒါကိုကတော့ကျွန်တော်အရင်ကမကြားဘူးပါဘူးဒီ robot နဲ့ခွဲတဲ့အောင်မကြားဘူးပါဒီဘန်ကောက်ဆေးရုံကိုကျွန်တော်တို့ရွေးချယ်ပြစ်ခဲ့တာတော့လေဗမာပြည်မှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေရဲ့ပေါင်းသင်းတွေနဲ့ကျွန်တော်ရဲ့ဆွေမျိုးသားချင်းတွေအများဆုံးအောင်ဆိုလို့ရှိရင်လေဒီဘန်ကောက်ဆေးရုံကြီးမှာပဲလာရောက်ပြီးတော့မှကုသကြတဲ့လူတွေများတယ်သူတို့ကြီးအကြံဉာဏ်တောင်းလို့တဲ့ခါမှာသူတို့ရဲ့ပြောပြချက်တွေရတယ်ဒီဆေးဘန်ကောက်ဆေးရုံကြီးကဆိုလို့ရှိရင်အင်တန်စိတ်ချယုံကြည်ရတဲ့ဆေးရုံတွေကိုဖြစ်တယ်ဆိုတဲ့အကြောင်းနောက်ပြီးတော့မှဒီဆရာဝန်ကြီးတွေရဲ့ကျွမ်းကျင်မှုနောက်ဆေးပညာအထောက်အကူပစ္စည်းတွေရဲ့စုံလင်မှုတွေမျိုးစုံရှိတယ်ဆိုတဲ့အကြောင်းအဲ့ဒါတွေကိုလည်းသိရတဲ့အကြောင်းကိုကျွန်တော်ယုံကြည်နဲ့ဒီဘန်ကောက်ဆေးရုံကြီးကိုကျွန်တော်ရွေးချယ်ခဲ့ရဖြစ်ပါတယ် For this case, he present with abnormal PSA. After that, we process the MRI fusion prostate biopsy. The result is shown the prostate cancer for this case. He have underlying about the coronary artery disease, and he was performed 2 stent placements many years ago. After we know he have a really high PSA, about 20 nanogram per deciliter, we was perform the MRI fusion prostate biopsy. It's more precise for diagnosis. After the pathologic report, we found the prostate cancer with the low-grade disease. The next step, we perform the staging, complete staging. We use the PSMA PET-CT scan from the head to toes to evaluate all structure of his body have a cancer or not. For the conclusion, in this case, we found the prostate cancer in the early stage prostate cancer. Sometimes we call localized prostate cancer. For the localized prostate cancer, have many modalities to treatment. We discuss the patient about the safety and the advantage of each treatment. The patient choose the robotic system to provide precise surgery with the new technique that we call lattice sparing robotic assist radical prostatectomy. What is the lattice sparing robotic assist? This technique is maximize preservation because of we just open the small hole in the abdomen and the small incision inside the abdomen and just remove the prostate without touching the bladder and surrounding structure. This technique is provide the possibility of the good functional outcome and oncologic outcome together.
When we compare between the robotic system and standard open technique, I conclude in three aspects of advantage from the robotic system. The first one is robotic system is minimally invasive surgery. You can see from the surgical wound is really small that can be provided less pain after surgery. That make a patient can be early ambulations. The second is maximize preservation because of the robotic system is provide more magnified high definition 3D imaging that make a surgeon can see the important structure and small blood vessels. The last one is precise surgery because of the robotic arm can be movement in 7 directions like a surgeon hand. All movement can be precise to cut the structure that you want to remove and preserve the important structure. All the three aspects is an advantage of robotic system. ကျွန်တော်ဒီခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်ပိုင်းကိုကျတော့လူကောင်းတစ်ယောက်လိုပဲကျွန်တော်ကောင်းမြန်ထက်နဲ့ကောင်းသွားပါတယ်အဲဒီဒီအောင်မခွဲခင်တုန်းကတော့ဒီစီးသွားခက်တာတော့စီးသွားနေတဲ့အချိန်မှာနည်းနည်းကျင်တာတော့ဘာလို့ကျွန်တော်ခံစားရတယ်ခွဲစိတ်ပြီးကုသပြီးတဲ့နောက်ပိုင်းကျတော့ဒီပကတိလူကောင်းတစ်ယောက်လိုပဲကျွန်တော်မြန်ဆန်းတက်တာသွားပါတယ်အခုချိန်ထိကျွန်တော်ဘာပြဿနာမှမရှိတော့ဘူးဟုတ်ကဲ့ခွဲစိတ်ကုသမှုခံပြီးတဲ့နောက်ပိုင်းကိုကျွန်တော်ကနေ့စဉ်ပုံမှန်လှုပ်ရှားတာတော့ခါတိုင်းလူကောင်းတစ်ယောက်လိုပဲကျွန်တော်ပုံမှန်လှုပ်ရှားလို့ရပါတယ်ဒီလမ်းလျှောက်တာတို့သွားတာတို့လာတာတို့ဘာတို့ညာတို့အစားဒီစီးသွားတာစအားလုံးကောင်းသွားပါတယ်ဒီကုသမှုခံယူပြီးတဲ့နောက်ပိုင်းကိုအဲ့တရက်ပြီးတရက်ပေါ်လေဒီဆေးုံတက်နေတဲ့အချိန်အတွင်းမှာတရက်ပြီးတရက်တိုးတက်မှုပါဆိုကောင်းမွန်တဲ့ဘက်ကိုတိုးတက်မှုကတရက်ပြီးတရက်တိတိသာသာကိုကောင်းမွန်လာရပါတယ်ကျွန်တော်ဆေးုံတက်နေတဲ့အချိန်အတွင်းမှာတော့ဆေးုံမှာရှိနေလို့ဒီဆရာဝန်တွေကဒီအထူးကုဆရာဝန်ကြီးတွေကအများအားသူ့အချိန်မှပုံမှန်ကျွန်တော်ကိုလာပြီးတော့မှဟိုလူနာရဲ့အခက်အခဲတွေလာမေးတယ်ဘာတွေလိုအပ်တယ်လဲနောက်ပြီးတော့မှကျွန်တော်ကိုတိတိကျစစ်ဆေးမှုတွေစစ်ချက်တွေကိုတိတိကျလုပ်ပေးတယ်နောက်ပြီးတော့မှဒီဟိုလူနာပြုဆရာမကြီးတွေဆရာမလေးတွေအားဆိုလို့ရှိရင်လည်းပုံမှန်ပေါ့သူတို့ကဒီစေတနာနဲ့ကိုယ်စုမျိုးသားချင်းတယောက်လိုပဲဝန်ဆောင်မှုကိုပေးတယ်အဲ့တော့ကျွန်တော်လည်းကျေနပ်ရပါတယ် In this case after surgery he can be fast recovery he can ambulate at the first stage after operation intraoperative outcome is a good results because of the he have a less blood loss and a short operating time. For the oncologic outcome, we found the pathologic report. The tumor is distributed all the gland, but the surgical margin is free. It means that we can remove it off from his body. And for the functional outcome, once we remove the catheter, he can control the urination without incontinence. In this case, we know he have a coronary artery disease and replacement with 2 stents. That's more important because of the during operation we need the general anesthesia that can be made straight to his heart. Before surgery, we will consult with the cardiologist to examine many aspects to evaluate the risk because of we want to save before, during and after surgery. I think a key success of this case is 3 elements. The first one is a disease aspect with the early detection. And the second is we use the high technology and good machine together with the good technique to remove the prostate. The last one is the post-operative care that's more important. We have a mini team to take care. For example, nursing care in ICU, nursing care in ward, rehabilitation team to make him to ambulate and recovery. That all 3 aspects make a good and the best results.
။